အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့အတူတကွဖျားကိုချီးမွမ်းဖို့ရန်အတွက်အားလုံးကိုခေါ်ဖိတ်ချင်ပါတယ်ချီးမွမ်းခြင်းတဲ့သချင်းလေးကတော့ဆရာဆောင်ပြီးရေးဆက်ထားတဲ့ကိုရရှင်အနာဆိုတဲ့သချင်းလေးပဲဖြစ်ပါတယ်ဒီသချင်းထဲမှာဆိုရင်ကျမတို့အပြစ်ရှိခြင်းပင်ကျမတို့အားနည်းနေတဲ့အချိန်မှာပင်လင်ဖျားရှင်ကကျမတို့ကိုမေတ္တာနဲ့ထွေးပွေးလျက်သူ့ရဲ့အနာမှာကျမတို့ကိုဆွဲခေါ်ထားတယ်ထွေးပွေးထားတယ်ဆိုတဲ့သချင်းလေးပဲဖြစ်ပါတယ်အတူတကွခွန်အားယူရအောင်ပြည့်ရှိစံပင်ကျွန်တော်အားနဲ့စံပင်တခင်ရဲ့ကျေးဇူးကျွန်တော်တို့လုံးလောက်ခဲ့ဝမ်းနဲ့အားငယ်ခြင်းလမ်းစားပြောင်းနေခြင်းအခိုင်မာဆုံးလက်တော်နဲ့ကျွန်တော်အားဆွဲရှိစံပဲကျွန်တော်အရွယ်ချဲသူတခင်ရဲ့ချစ်ကကျွန်တော်ကိုရဲ့ရင်စေအသွေးနဲ့ရွေးကယူဖြောင်းမခဲစေသူကိုတော့ကောင်းမြတ်ပါတယ်ကောင်းမြတ်လုံးပါတယ်ကျွန်တော်တို့လုံးလောက်ခဲ့ဝမ်းနဲ့အားငယ်ခြင်းလမ်းစားပြောင်းနေခြင်းအခိုင်မာဆုံးလက်တော်နဲ့ကျွန်တော်အားဆွဲခေါ်တယ်မိဝမ်းနဲ့ရှိစံပဲကျွန်တော်ရွေးချယ်သူကျွန်တော်ကိုရဲ့ရင်စေအသွေးနဲ့ရွှေကယူဖြောင်းမခဲစေသူကိုတော့ကောင်းမြတ်ပါတယ်ကောင်းမြတ်လုံးပါတယ်ကိုတော့ရှင်နာကိုတော့ထမ်းပါစေပြီဘာဆိုဘာမှမပူပင်တော့ဘူးလိုအင်တွေကသခင်ချစ်တခုတည်းကိုတော့ရှင်နာကိုတော့ထမ်းပါလုံးကြုံနေcan't